မင်္ဂလာပါချစ်တော်လေးတို့ရေကဲမတ်ဆွဲစီမှာမတ်ဆွဲချစ်တော်လေးတွေကအခုသတင်းကျွတ်နာနေပြီဆိုတော့မတ်ဆွဲစီကနေ discount လေးများမရှိဘူးလားနဲ့မေးကြတဲ့ချစ်တော်လေးတွေအတွက်အခုမတ်ဆွဲစီမှာသတင်းကောင်းလေးလာပါပြီရှင်အခုမတ်ဆွဲစီမှာရှိနေတဲ့ baby shop wine လေးတွေကိုမတ်ဆွဲကချစ်တော်လေးတို့အတွက်အထူး discount နဲ့ပေးမှာဖြစ်ပါတယ်ရှင်ဒါလေးတွေကိုလက်မလွတ်ပဲအခုဗီဒီယိုလေးကိုဆက်ကြည့်ရအောင်နော်မတ်စပယ်က discount ကလေအမြဲတမ်းချတာမရှိဘူးမတ်စပယ်စစ်တော်လေးတွေကတချို့ဆိုလို့ရှိရင်မတ်စပယ်စီကနေလဲစိတ်ချယုံကြည်စွာနဲ့မွေးစားချင်တဲ့ကလေးလေးတွေကိုအဲ့အတွက်ကိုမတ်စပယ်ရဲ့ဒီတတ်မှတ်ထားတဲ့နှုံသားလေးတွေအစင်မပြေကြတဲ့စစ်တော်လေးတွေလည်းအများကြီးရှိကြပါတယ်ရှင်အဲ့ဒီအတွက်မတ်စပယ်ရဲ့စစ်တော်လေးတွေကိုအခုအထူးဈေးနှုန်းနဲ့မတ်စပယ်ကြီးညာပေးမှာဖြစ်ပါတယ်တန်ကဲဒီမှာကြည့်နော်ဒါအထူးဈေးနှုန်းဖြစ်ပါတယ်မတ်စဝဲစီမှာ baby shamoy လေးတွေကိုဒီအထူးအခုပြထားတဲ့ဈေးနှုန်းလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်တဲ့ကဲအခုမတ်စဝဲပြထားတဲ့ဈေးနှုန်းလေးနဲ့အတူမတ်စဝဲစီကနေ baby shamoy လေးတွေပိုင်ဆိုင်မှုအတွက်သတင်းကျုပ်အထူးအစီအစဉ်လေးမှာအမြန်ဆုံးလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်မတ်စဝဲစီမှာ baby shamoy လေးတွေကအနှဲငယ်သာရှိတာဖြစ်တဲ့ကြောင့်မလို့မတ်စဝဲစီမှာရှိတဲ့လောက်ကိုပဲမတ်စဝဲကချစ်တော်လေးတွေကိုမြစ်တာလက်ဆောင်ပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့မတ်စဝဲချစ်တော်လေးတွေကအမြန်ဆုံးလက်မနေပဲနဲ့အရာပိုင်ဆိုင်မှုအတွက်ကိုမတ်စဝဲဖုန်းနံပါတ် Viber 95900 3 မှာအမြန်ဆုံးဆက်သွယ်လိုက်ပါရှင်ကဲအားလုံးပဲ bye bye